ဒီကောင်လေးဆိုရင်တတိယ 3L ပေါ့နော်ဒီကောင်လေးဆိုတတိယ 3L ဒီကောင်ဆိုရင်တတိယ 3ပေါ့နော်သူတို့လေးတွေကိုဘယ်လိုမျိုးကြည့်ပြီးတော့ခွဲလို့ရလဲဆိုတော့ဒီတတိယ4ဆိုရင်ဗျာသူကဒီလိုမျိုးဒီအလဲနားလောက်သွားရောက်တယ်ပေါ့နော်သူ့ရဲ့သူ့ရဲ့run ထဲတဲ့ဒီ socket လေးနေရာလေးကသူကဒီအလယ်နားလောက်သွားရောက်တယ်ပေါ့နော်ဒီအောက်ကဒီDDR 3 နဲ့ DDR 3ကြတော့သူကဒီဘက်ညာဘက်ပေါ့နော်ညာဘက်နည်းနည်းရောက်တယ်ဗျာအဲ့ဒီလိုမျိုးလေးဒီပုံစံလေးကိုဒီသူ run ထဲတဲ့နေရာလေးကိုကြည့်ပြီးတော့လဲဒါခွဲလို့ရတယ်ပေါ့နော်အဲ့ဒီအပြင်ဒီမှာကြတော့ဒီမှာစာနဲ့ပေါ့နော်စာကိုကြည့်ပြီးဘယ်လိုခွဲမလဲဆိုတော့စာကိုကြည့်ပြီးတော့လဲခွဲလို့ရပါတယ်စာကိုကြည့်ပြီးတော့ဘယ်လိုခွဲမလဲဆိုတော့ဒီမှာသူကPC4 ဆိုတာလေးရှိတယ်ဗျာဒီအရှိဆုံးမှာ 4K ဒီရှေ့ဆုံးမှာ 4K ပြီးတော့ဒီမှာ PC4 ပေါ့နော်PC4 ဆိုရင်ဒီကောင်က DDR4 လို့ဒါသိရှိနိုင်တယ်ပေါ့နော်DDR4 ဆိုပြီးတော့ဒါသိနိုင်တယ်ဗျာဒီလိုမျိုး PC4 ဆိုပြီးတော့တွေ့ရင်ဒါ DDR4 ပေါ့နော်ဒါအောင်မှသူက 4K ပေါ့နော်အရှိဆုံးမှာ 4K လို့ပါတယ်သူကဒါဆိုရင်ဒါ DDR4 4K ဆိုတာတော့သိရှိနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ဒီကောင်လေးကိုကြည့်ရအောင်ဗျာနောက်ထပ်တစ်ချောင်းလေးကိုသူကြတော့ DDR 3L လို့ရေးထားတယ်เนาะသူကြတော့ DDR 3L လို့ရေးထားတယ်ပြီးတော့သူက 8GB ပေါ့เนาะဒီမှာ 8GB ဆိုတာလေးပါတယ်ဗျဒါဆိုရင် DDR 3L 8GB ပေါ့เนาะအဲ့လိုမျိုးလေးဒါလေးကြည့်ပြီးတော့သိရှိနိုင်ပါတယ်ဗျဒီ run ကြတော့ဒီမှာသူက PC3 ဆိုတာလေးပါတယ်เนาะရှိမှ 2K PC3 ဆိုရင်ဒါ DDR3 ပေါ့နော် DDR3 2K ဆိုပြီးတော့ဒါအကြမ်းမြင်သိရှိနိုင်ပါတယ်เนาะဟုတ်ကဲ့ဒီလိုပုံစံလေးတွေနဲ့ကျွန်တော်တို့run ကိုခွဲအမျိုးအစားခွဲလို့ရပါတယ်လို့เนาะဒီလိုမျိုးလေးတွေကြည့်ပြီးတော့လဲခွဲလို့ရတယ်လို့ပြီးတော့ဒီစာကိုဖတ်ပြီးတော့လဲဒါခွဲလို့ရပါတယ်เนาะဟုတ်ကဲ့ဒီလိုမျိုးလေး run ကိုခွဲလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြချင်လို့ပါဗျာဟုတ်ကျေးဇူးတင်ပါတယ်ဗျ